ဒီစပင်ကိုဖျောက်ပြမှာပဲဖြစ်ပါတယ်ရှင်မာချမ်းစန္ဒာဒါကတော့ A1 တစ်လုံးဖျောက်စေးပါသူကမာချမ်းတွက်ဆိုလို့ရှိရင်ဒီဘက်ချမ်းမှာရေးထားပါတယ်24လို့ရေးထားပါတယ်အဲ့ဒါဆိုမာချမ်းတွက်ပါအနံ့တိတ်မရှိပါဘူးရှင်ကောင်းပါတယ်ဆေးကိုသေချာလိမ့်ပါရှင်နှက်ဆက်နေအောင်လိမ့်ပါရှင်ဆေးလိမ့်မုံဆေးနီးကိုသေချာကြည့်ပါရှင်အဲ့တော့ဆေးလိမ့်ပြီးတော့အခြေအနေပါမာချမ်းဆန္ဒဖြစ်တဲ့အတွက်ကြောင့်မလို့တနာရီဝန်းကျင်လောက်ထားပါမယ်ရှင်စေးထားချိန်နိုင်ဝက်ပြီလို့ရှိရင်စံသားကိုရမရစစ်ကြည့်ပါမယ်ရှင်ဒီလိုအနေငယ်တွန့်လာပြီဆိုလို့ရှိရင်မရတော့မရသေးပါဘူးဆေးဝင်နေပါပြီရှင်နောက်ထပ်နိုင်ဝက်လောက်ထပ်ထားပါမယ်မာချမ်းဆန္ဒဖြစ်တဲ့အတွက်ကြောင့်မလို့စိတ်ရှည်စွာနဲ့ချိန်ပေးရပါတယ်တနာရီပြည့်၍ပြန်စမ်းတက်တဲ့အချိန်မှာသူ့ရဲ့ရက်လက်ကဒီလိုရပါပြီရှင်ဒါဖြောက်နေပါပြီဆက်ဆွဲနေပါပြီဆက်တစ်ဖက်တည်းအားတန်တဲ့လူတွေအတွက်ကြတော့ဆက်တစ်ဖက်တည်းပဲဆွဲပါမယ်နှစ်ပြန်ဆွဲပါမယ်ကျွန်မဆက်နှစ်ဖက်အားတန်တဲ့အတွက်ဆက်နှစ်ဖက်နဲ့ဆွဲပါတယ်ဆွဲပုံဆွဲနည်းကိုသေချာကြည့်ပါရှင်ဒါဒုတိယအပြန်ပါရှင့်ဒီပြန်ပြီးပါပြီဆွဲတာကြာအောက်နည်းနည်းနေဝေးရနေဝေးလာရနည်းနည်းရွှေ့ပါချောတက်ပါပြီချောတက်ပြီးပါပြီ
ပြီးသွားပါပြီပြီးသွားပါပြီဒါနောက်ဆုံးရက်လက်လေးပါ9ရက်ပြီးမှခေါင်းလျှော့မယ်နော်Yo ame ba yo, ba dia no é.